မျိုးသားတယောက်လင်းဆက်ဆန်စဉ်တွေ့ရင်တုတ်လှလိုက်တဲ့အကာမှာ spam ကောင်းရဲ့တန်းပေါင်းနေလာကနေ300နီးပါးလောက်ဟာမယုံကြည်နိုင်စရာကောင်းတဲ့ခရီးစဉ်တစ်ခုကိုစတင်လိုက်ကြရတယ်။ဒီတင်းငယ်လာတဲ့ခရီးသွားလေးတွေဟာအမျိုးသမီးရဲ့မျိုးပွားအင်္ဂါလမ်းကြောင်းတွေကိုတိုးဝင်သွားကြပြီးလမ်းတစ်လျှောက်မှာအခက်အခဲပေါင်းများစွာကိုရင်ဆိုင်ရင်အာသွန်ခွန်ဆိုင်ရှေ့ကိုကူးခတ်သွားကြလာပါ။တားရင်ခေါင်းတွေကအချွေးတွေက spam အများစုကိုစစ်ထုတ်ပစ်လိုက်တယ်လို့ခန္ဓာကိုယ်ရဲ့ကိုယ်ခန္ဓာဆဲတွေကလည်းသူတို့ကိုပြင်ပကကျူးကျော်လာတဲ့အရာတွေအဖြစ်သတ်မှတ်ပြီးရှင်းထုတ်ပစ်လိုက်ကြပါတယ်။အနေငယ်မှာအသက်ရှင်ကြံရစ်ခဲ့ပြီးနောက်ဆုံးမှာတော့ရာခဏလောက်တဲ့သူတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ fallopian tubes လို့ခေါ်တဲ့သားအိမ်ပြွန်စီကိုရောက်ရှိသွားကြလာပါအဲ့ဒီနေရာမှာတော့မျိုးဥကျွေးပြီးနောက်စောင့်ကြိုနေတဲ့မျိုးဥလေးရှိနေတာပါဒါပေမဲ့ဒါဟာခရီးစဉ်ရဲ့အဆုံးသတ်တော့မဟုတ်သေးပါဘူး spam တွေဟာမျိုးဥထဲကိုမဝင်ခင်မှာသူတို့နဲ့အတူပါလာတဲ့အထူး enzymes တွေကိုအသုံးပြုပြီးမျိုးဥရဲ့အပြင်ဘက်ကအကားအကွယ်အလွှာကိုဖောက်ထွက်နိုင်ဖို့လမ်းကြောင်းဖော်ရပါသေးတယ်ကံကောင်းတဲ့ spam တစ်ကောင်ကအောင်အောင်မြင်မြင်နဲ့ထိုးဖောက်ဝင်ရောက်သွားနိုင်ပြီဆိုတာနဲ့တန်တီအောင်ချင်းဟာချက်ချင်းဆိုသလိုဖြစ်ပေါ်လာပါတော့တယ်spam ရဲ့ DNA နဲ့မျိုးဥရဲ့ DNA တို့ပေါင်းစပ်သွားပြီးသက်ရှိအသစ်တစ်ခုရဲ့ပထမဆုံးဆဲဖြစ်တဲ့ zygote လေးဖြစ်တည်လာပါတယ်။ဒီတင်းငယ်လာတဲ့ zygote လေးဟာတားရင်စီကိုဖြည်းဖြည်းချင်းရွေ့လာသွားရင်းနဲ့ဆဲတွေအလင်းအမြန်ကွဲကွာပွားများလာပါတယ်။အဲ့ဒီနောက် uterus လို့ခေါ်တဲ့တားရင်နေရာမှာတွားရောက်တွေ့ကပ်ပြီးကိုယ်ဝင်ဆောင်ခြင်းဖြစ်စဉ်ကိုတရားဝင်စတင်လိုက်ပါတော့တယ်။စိတ်ဝင်စားစရာကောင်းတာကတော့ကလေးရဲ့ကြားမလင်ကိုတတ်မှတ်ပေးတာဟာ spam လားဒါမှမဟုတ်မျိုးဥလားဆိုတာပါပဲ။ဘယ်အရာကဆုံးဖြတ်ပေးတာလို့သင်ထင်ပါတယ်လဲ။မှတ်ချက်မှာဖြေခဲ့ပေးပါဦးနော်။